အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Whispers of Europe Belarus နိုင်ငံ Vitebsk ဒေသ Glubakov မြို့ကိုသွားရောက်ခဲ့တဲ့ vlog အပိုင်း3ကနေကြိုဆိုလိုက်ပါတယ်အခုကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကတော့ Cathedral of the Nativity of the Most Holy Mother of God ဆိုတဲ့ဖျားကျောင်းဖြစ်ပါတယ်မြန်မာလိုနဲ့ကတော့အလွန်တန်ရှင်းသောမေတော်မာရီမွေးဖွားခြင်း Cathedral ဖျားကျောင်းဖြစ်ပါတယ်ဒီဖျားကျောင်းဟာ19ရာစုအတွင်းမှာတည်ဆောက်ခဲ့တဲ့ရုရှားအော်သိုဒေါ့အဆောက်အုံဖြစ်ပြီးရုရှားနိုင်ငံရဲ့တမိုင်းဝင်ရည်ကြီးမှုနဲ့ပြည်သူ့ကအမွေအနှစ်တစ်ခုဖြင့်နိုင်ငံတော်ကအထူးထင်းသိမ်းဆောက်ရှောက်ထားတဲ့အဆောက်အုံ State Protected Heritage Monument ဖြင့်သတ်မှတ်ထားပါတယ်။ဒီဖျားကျောင်းကြီးရဲ့အဓိကစိတ်ဝင်စားစရာအကောင်းဆုံးကတော့တမိုင်းဝင်အဆောက်အုံဆိုတာထက်သူ့ရဲ့မြေအောက်ထဲမှာဖုံးကွယ်နေတဲ့ရုပ်ဝက်ခန်းတွေပဲဖြစ်ပါတယ်။ကဲအားလုံးပဲကျွန်တော်နဲ့အတူတူလိုက်ခဲ့ကြပါဗျာ။အခုကျွန်တော်တို့မြေအောက်ခန်းထဲကိုရောက်နေပါပြီ။ပတ်ဝန်းကျင်တစ်ခုလုံးကတော်တော်ကိုမှောင်ပြီးတော့အေးဆက်ဆက်နိုင်လာပါတယ်ဒီဘက်ချမ်းမှာတော့အုတ်တွေနဲ့အခိုင်အမာတိဆောက်ထားတဲ့မြေအောက်ခန်းအခြေကြီးတွေကိုတွေ့ရမှာပါဒီနေရာမှာတော့လေးလာရေးအဖွဲ့တွေနဲ့အတူတမိုင်းကျောင်းတွေကိုလေးလာလို့ရပါတယ်အမိုးခုံ Voltic ceiling တွေနဲ့19ရာစုပြည်သူ့ကလက်ရာတွေကတကယ်ကိုရှေးဟောင်းအငွေ့သက်တွေအပြည့်အဝပေးစွမ်းနေပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီတချို့ကပေါ့နော်ဒီထောက်ဖက်နဲ့စီးလာတဲ့အတွက်နည်းနည်းလေး view site သွားဖို့အတွက်ပေါ့နော်သူကနည်းနည်းပြီးသတိပေးနေတာပေါ့နော်အရှေ့အဆောက်အဦတွေကအများဆုံးအားဖြင့်သူတို့တွေဒီလေကားတွေဒီမြေအနေထားတွေကတိတ်ပြီးအဆင်မပြေတော့ပြီးလို့ရှိရင်ဒီနေရာလေးပေါ့နော်ဒီနေရာလေးကလည်းကျွန်တော်ကိုယ်တိုင်ကလည်းဒီကက်သလစ်မဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းပြောပြခတ်တာပေါ့နော်ဒီနေရာလေးကဘာလဲဆိုတော့ကျွန်တော်လည်းတေချာမသိဘူးပေါ့နော်ကျွန်တော်မှဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အတန်သွင်းမှုကိုဒီဗီဒီယိုကိုကြည့်နေရတာနေတယ်ကျွန်တော်မှထိတ်လန့်နေရတယ်ဒီဟာကြီးကဟိုတကယ်ကိုပဲရာသီဥတုကအစားအဲ့အောင်မှာတအားအေးတာတချို့ food vlogger တွေကသူတို့ဗီဒီယိုထဲမှာဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့သူတို့အရန်ကိုပြန်စားခြင်းတယ်ပေါ့နော်ကျွန်တော်မှဆိုရင်ဒီဗီဒီယိုကိုကြည့်ပြီးတော့ပြန်လန့်နေရတယ် Belarus အကူကပြောပြပါနော်ဒီရဲ့အောက်မှာဆိုလို့ရှိရင်လည်းဒီတချို့တေဆုံးပြီးသားလူတွေပေါ့နော်ဒီဖုံးကြီးတွေတော့၎င်းအထင်ကြီးပုံကိုယ်တော့၎င်းသူကမြုပ်နှံကြတယ်လို့လည်းပြောရခင်ဗျအခုကျွန်တော်တို့မြင်တွေ့နေရတဲ့ဟာကတော့ရှေးခေတ်ကအသုံးပြုခဲ့တဲ့တစ်သားခေါင်းတလားကြီးတွေကိုဒီတိုင်းမြေကြီးပေါ်မှာတူးဖို့တွေ့ရှိထားတာပါကြက်သိန်းထားစရာကောင်းပေမဲ့တမိုင်းကအရန်ကိုတန်ဖိုးကြီးတဲ့မြင်ကွင်းတစ်ခုပါပဲ Maybe this was children of rich people, yeah. And these bones are in university now. Scientists took them, yeah. မြေအောက်ခံရဲ့အေးစစ်စိမ်ကြက်သိန်းထားစရာငွေသက်တွေကနေရုံထွက်ပြီးဖျားเจ้าရဲ့အပေါ်ဆုံးတက်ကိုတက်လာခဲ့ပါပြီရှုခင်းကတော့တကယ်ကိုအမိုက်စားပဲဗျာဒီနေ့မိုးလေးနဲ့အုံနေတော့မြို့လေးရဲ့အလှပကိုပို့ပြီးပေါ်လွင်နေသလိုပဲအမိုးစင်းစိမ့်နေအိမ်လေးတွေခန်းထားတဲ့အဖြူအောင်ဖျားချောင်းကြီးတွေနဲ့လမ်းမကြီးတွေကိုအပေါ်စီးကနေကြည့်ရတာတကယ်ကိုပကြီးကားတစ်ချက်လိုပါပဲဗျာဒီနေ့ရဲ့ vlog လေးကတော့အလွန်တန်ရှင်းသောမေတော်မာရီမျိုးဖွားခြင်းကတိတွေဖျားချောင်းရဲ့မြေအောက်ခံရိုးဝက်စံကျင်မှုတွေနဲ့မြို့လေးရဲ့တဘာဝအလှတရားကိုခန်းစားရမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and share လုပ်ပေးဖို့မမေ့ပါနဲ့ဗျာနောက်ထပ်ဘလို့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးဦးမလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ပြောရင်းနဲ့ပဲအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်bye bye